Good morning ပါဒီနေ့ကတော့တိုင်းရှိရဲ့ branch office မှာပေါ့နော်ကျမတို့ leader ပေါ့နော် leader တွေမှာကျမတို့ senior business partner တွေ elite star leader တွေအတွက်ပေါ့နော်leap ဆိုတဲ့ program လေးကိုကျမတို့စင်ကာပူရုံးချုပ်ကဆရာကနေလာတင်ပေးတာပေါ့နော်အဲ့ program လေးကကျမတို့ကအလုပ်တွေပေါ့နော်တကယ်မအားပြီမဲ့လေကျမတို့ကအချိန်ပေးတက်ရတဲ့သင်တန်းလေးဖြစ်ပါတယ်တကယ်ကို leadership တွေအတွက်ကိုပေါ့လေကျမတို့ရုံးဘက်ကနေပြီးတော့အကောင်းဆုံးစီစဉ်ပေးတဲ့သင်တန်းလေးတစ်ခုပေါ့နော်ကျမတို့တွေက financial planner ဖြစ်ရင်လည်းလိုအပ်တဲ့သင်တန်းတွေတက်ရသလိုပဲကျမတို့ဒီ product အသစ်တွေထွက်ရင်လည်း product သင်တန်းတွေတက်ရတယ်license ဆိုလည်း license သင်တန်းပေါ့နော်နောက်ပြီးတော့ license သက်တမ်းတိုးတဲ့ခါကျရင်လည်းကျမတို့CPD သင်တန်းတွေပြီးတော့ရင် leader တွေအတွက်ဆိုလည်း leader တွေနဲ့ပတ်သက်တဲ့ leadership program တွေnew leader တွေပါပေါ့နော်ဒါမျိုးတွေအကုန်လုံးပဲကျမတို့ဒီ program လေးတွေလုပ်ပေးတယ်ပေါ့ဒီနေ့ကတော့ကျမကျောင်းသူလေးဖြစ်နေရပေါ့နော်ရုံးကပေးထားတဲ့အင်ဂျီလေးနဲ့ဖြစ်ပါတယ်ရှင့်အဲ့ဒီတော့ကျမကဒီရက်ထဲမှာပေါ့နော်ကိုယ့်ရဲ့မအားတဲ့အတွက်ပေါ့နော်ဘာပဲဖြစ်ဖြစ်တစ်တော်သေးချာလေးမရိုက်နိုင်ဘူးပေါ့နော်မရိုက်နိုင်ဖြစ်ပါတယ်အခုလည်းကျမတို့တင်တန်းစမယ်ဆိုပြီးတော့လမ်းခေါ်နေပါဖြစ်ပါတယ်ရှင်မော်နီပါကျမပြီးရင်အာမကန်ချောင်းနေလဲဆက်လက်မျှဝေပေးပါမယ်မနေ့ကဆိုကျမစီကိုလာပြီးတော့ join တဲ့ new FP ရဲ့နဲ့ကျမတို့ကျမတို့ရဲ့ team နဲ့သွားမယ် target လေးတွေဒီတလားအတွက်ပါတယ်ဆိုကျမရှင်းပြနေတဲ့အကြောင်းအရာလေးဖြစ်တဲ့အတွက်နောက်ရှင်းဆက်ပြီးတော့လဲကျမတင်ပါဦးမယ်ရှင်ဒါကျမတို့ရဲ့ဘယ်တီးနေပြီဒါစောင်းတက်ပါလို့ပြောတာပါကျမ BNN သွားမယ်နမိတ်လေးပေါ့နော်စောင်းတက်ပါဆိုဆရာမခေါ်နေပါဆရာခေါ်နေပါပြီကျမရုံးမှရှိပါတယ်လိုအပ်တာရှိရင်လည်း Viber ကနေဆက်သွယ်လို့ရပါတယ်ရှင့်အေးလာအမေနာရှယ်မဲ့သူကရောင်းနေတယ်